လာပြီငလာကြီးလာပြီငလာကြီးလာပြီကြိုက်တယ်အဲ့လိုပဲဖြစ်နေရမယ်ငလိုင်းကိုတွေ့ရင်အဲ့လိုရှောင်နေရမယ်ငလိုင်းကိုတွေ့ရင်ရှောင်ငလိုင်းကိုတွေ့ရင်ရှောင်ကွာထီးရမယ်ထီးထီးယူကြအောင်မလားထီးထီးရမယ်ထီးထီးယူကြအောင်ငလာကြီးကြိုက်တယ်ငလိုင်းနဲ့တွေ့အဲ့လိုပြေးနေရမယ်ရှောင်နေရမယ်ငလိုင်းကိုတွေ့ရှောင်ဘောပေါက်လားငလိုင်းကိုတွေ့ရှောင် ဒါရှောက်ဆောင်မနေနဲ့နော်ဟုတ်ကဲ့မင်းအဖေပေါ်နေပါမင်းတက်နေမင်းချောတွေလက်တွေပါကျိုးရင်မလွယ်ဘူးဟုတ်တယ်မလားအေးစိတ်စိတ်ကွာဆိုမိုးလိုလည်းအဝေးကြီးသွားငလာကြီးလာပြီငလာကြီးလာပြီလာကြီးဆိုလာရော ဟာကြိုက်တယ်အဲ့လိုဖြစ်နေရမယ်ဟမ်ငလိုင်းလိုက်ရှောင်းငလိုင်းကိုတွေ့ရှောင်းဟမ်သိရနော်အိမ်ထဲမှာရှိရသိရနော်အေးဒီကတော့လျှော်ပေးလိုက်မယ်ငလိုင်းကိုတွေ့ရှောင်းဟာငါ用没？我地包着棉麻的，你别说这个地方，我应该在清楚吧？什么呗？我地包着棉麻的，看哪里吧，你看的，看哪里吧，嘿，ငလာကြီးလာပြီငလာကြီးလာပြီ棉麻的，嘿，看哪里吧？跑过来，跑过来嘞！我来呀，你又喂！ကြိုက်တယ်ငလိုင်းကိုတွေ့ရှောင်းနော်အိမ်လာထဲမှာဝင်ပိုးနေတာသိတယ်ချီးစော်တယ်လို့မဝင်တော့ဘူးချီးစိတ်ညစ်တယ်ကွာငါလည်းဒီရောမနေကြတော့ဘူးလားအဲ့ငါလိုင်းဆိုဘဲရှိတာကိုနေရတိုင်းရတာကိုတော်တော်စင်ပြီဘလို့ကြောင်မလို့ဘူးကွာသူနဲ့ကြီးတိုးတာဒါမင်းသူ့သွားမရှုံနဲ့နော်ဟာမင်းလေမရှုပ်ရဲပါဘူးကွာမင်းလေငါလည်းဒီရွာရဲ့ငယ်ဝန်းဆံမပါကွာအကောင်ငါတော့မရှုပ်ရဲဘူးအော်တကယ်ရောငါတကယ်ကိုပြောင်းချင်နေပြီတကယ်ကိုတော်တော်ကိုပါထူးမှလည်းကွာငါလည်းပြောင်းနေတာပေါ့ကွာဒီကောင်လေးကိုစိတ်ညစ်ဒီလေးကိုဗျာဟိုဒီကလေဟိုကိုသိန်းဆောင်တာဒီရောက်မှာအဲဘမနီကလည်းမသိအချက်လောက်အော်လွယ်လေးကျွန်တော်ပြပါမယ်တရားနာတော့ရွာလေပိုင်းကနဘေးဆိုင်ရဲ့နာက900ဆိုင်နဘေးကလမ်းတွေ့တယ်ကွဲလို့ဝင်ခဲ့ပြစ်စမမြောက်အရက်ဆိုင်တဲ့ကဲ့ရဲ့နှစ်ထပ်အိမ်ကြီးအဲ့ဒါကျုပ်နေတဲ့အိမ်ကြီးအကိုမေးတာကိုသိန်းဆောင်မေးတာသူကကွာထောင်ထဲမှာကိုနဲ့အတူနေတော့ကိုရှိကနေထွက်သွားတယ်အခုကိုကြီးလို့ကွာထောင်ကလွတ်လာရင်တဲ့သူ့အိမ်ကိုလာလိုက်ပါဆိုလို့အဲ့ကြောင့်လာလိုက်တာအဲ့ကြောင့်ကိုသိန်းဆောင်အိမ်ကိုမေးတာခရဒါလေးတော့တော့မပေါ့ဘူးလားကျွန်တော်လက်ကတော့ကဖြစ်နေပြီဒါလေးတော့တော့မပေါ့ဘူးလားကျွန်တော်သိရတာတော့ရွာလေပိုင်းကလက်ဖက်ဆိုင်နာက900ဆိုင်နဘေးကလမ်းတွေ့တယ်ကွဲလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်ရဲ့ဘေးကနှစ်ထပ်အိမ်ကြီးအဲ့ဒါကျုပ်နေတဲ့အိမ်ကြီးမမေကိုသိန်းဆောင်အိမ်ကိုမင်းနေတာကိုသိန်းဆောင်အိမ်ကိုမင်းအိမ်ကိုမင်းနေတာမဟုတ်ဘူးပြောကိုသိန်းဆောင်ဘာမှနေတာလေဟဲ့ငါ့ထောင်ထဲနောက်တစ်ခေါက်ဝင်ကြအောင်မင်းမတုံးနဲ့နော်စိတ်ကတော်လာပြီပြောရွာလေပိုင်းကငလာကြီးလာပြီငလာကြီးလာပြီငလာကြီးလာကွာဟေးကြိုက်တယ်ငလိုင်းလာအဲ့လိုရှောင်နေရမယ်ငလိုင်းကိုတွေ့ရှောင်ဟာဒီရွာမဟုတ်ဟမ်ငလိုင်းကိုအကုန်ရှောင်တယ်မရမရှောင်မရပါဟမ်မရပါငလိုင်းကိုတွေ့ရှောင်ငလိုင်းဘာအောင်လဲမင်းမသိဘူးလားငလိုင်းဘာကောင်လဲဆိုတော့ငါမသိဘူးတွက်လက်ဘာကောင်လဲဆိုတော့မင်းအရင်ကငါလာရေးဆိုတော့ဘာလူမိုက်လားထောင်တော့လားလူသက်မှုနဲ့ကြတာပြောလိုက်ရမပါဘူးကျွန်တော်ရွာထဲမှာပတ်စံချီလွားကြည့်လို့ကျွန်တော်တွေ့ရွာထဲကလူတွေရှောင်ကြလို့ငလာကြီးကိုရှောင်လို့ပြောတာအခုကြီးအခုမရှောင်တော့ကျွန်တော်3000လောက်ချီပါဘူးပတ်စံချီလို့ရှောင်တော့လူမိုက်မလို့ပတ်စံချီရဟာတော့ဝင်ကပါ